နာမကြားဆွမ်းအားသောသူကိုသခင်ခရစ်တော်ကုသပေးခြင်းနေ့စဉ်ကျမ်းစာထားရှုချက်များကိုဝေမျှပေးနေပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့အတွက်ပါ။ကြားနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်မာကုအခန်းကြီး9အခန်းငယ်31မှ39အထိဖြစ်ပါတယ်။သခင်ခရစ်တော်ကနာမကြားစကားဆွမ်းအားတဲ့သူတူကိုကုသပေးတဲ့အကြောင်းကြားရမှာဖြစ်ပါတယ်။သခင်ခရစ်တော်ဟာဒီကာပေါ်လိနယ်ကိုကြွရှိလာစဉ်လူအချို့ကနာပင်ပြီးစကားမပြောနိုင်တဲ့သူတူကိုကိုရထံသို့ယူဆောင်လာခဲ့ကြပါတယ်။ခင်ခရစ်တော်ဟာထိုသူကိုလူအုပ်ထဲကနေတိတန့်ခေါ်ထုတ်သွားပြီးကုသပေးတဲ့အကြောင်းကြားရပါတယ်။ဒီလိုမျိုးထူးခြားတဲ့အပြုအမူတွေနဲ့ကုသခဲ့ပါတယ်။ထိုသူရဲ့နားတွေကိုလက်ညှိုးကိုထိုးသွင်းပြီးတတွေးနဲ့ရှာကိုတုတ်တိခြင်းကောင်းကင်ဘုံသို့မျှော်ကြည့်၍ဆုတောင်းခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်။ထို့နောက်ပွင့်စေဆိုပြီးတော့အမိန့်ပေးကကုသတဲ့အကြောင်းကိုကြားရမှာဖြစ်ပြီးတော့ကုသပေးခံရတဲ့သူဟာလည်းစကားတွေကိုပိသစွာပြောဆိုသွားနိုင်တယ်ဆိုတာကိုကြားရပါတယ်။ဒါကြောင့်ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့သိထားရမှာကသခင်ခရစ်တော်ဟာထိုသူကိုလူအုပ်ထဲမှတိတန့်ခေါ်ထုတ်သွားတဲ့အချက်ကိုကျွန်တော်တို့ထောက်ရှုနိုင်ပါတယ်။ဒီအချက်ကိုကြည့်ခြင်းအပြင်စစ်မှန်တဲ့ကုသခြင်းဆိုတာလောကီစုညံတန်တွေနဲ့ဝေးရာဘုရားသခင်နဲ့မိမိတို့ကြားမှာတိတ်ဆိတ်တဲ့အချိန်တွေမှာဖြစ်ပေါ်လာနိုင်တယ်ဆိုတာထောက်ရှုနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကုသခြင်းတွေရရှိဖို့ကောင်းမြတ်ခြင်းတွေရရှိဖို့ပါရမီတွေထူးကဲဖို့ဆိုရင်ဘုရားသခင်နဲ့အတူတူလောကကြီးရဲ့စုညံတန်တွေနဲ့ဝေးကွာနေတဲ့အရာမှာရှာဖွေရမယ်ဆိုတာကိုပထမတစ်ချက်အနေနဲ့ထောက်ရှုနိုင်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ခက်ခဲတဲ့အရာတွေကိုသခင်ခရစ်တော်ကုသပေးပါတယ်။နာမကြားတဲ့သူရဲ့နားကိုထိတွေ့ပြီးတော့ဆွမ်းအားနေတဲ့သူ့ရဲ့ရှာကိုထိတွေ့ဖို့ဝန်မလေးခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ဘဝထဲမှာခက်ခဲနေတဲ့အချိန်တွေသို့မဟုတ်ပျက်စီးနေတဲ့အချိန်တွေအဖြစ်တွေနဲ့များပြားလွန်းလာတဲ့အချိန်တွေမှာဘုရားသခင်ရဲ့ထိတွေ့မှုကိုခံယူဖို့ဘုရားသခင်ရဲ့ကုသခြင်းကရုဏာတော်ကိုခံယူဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့ထောက်ရှုနိုင်ပါတယ်။ကျွန်တော်တို့ရဲ့မကောင်းမြတ်ခြင်းကျွန်တော်တို့ရဲ့မပြည့်စုံခြင်းကျွန်တော်တို့ရဲ့ချို့တဲ့ခြင်းတွေဟာဘုရားသခင်ကိုဝေးကွာသွားစေတဲ့အရာတွေမဟုတ်ဘဲနဲ့ဒီအရာတွေကိုဘုရားသခင်ရဲ့ကရုဏာမေတ္တာဖွင့်လို့ခြင်းတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာကောင်းမြတ်တဲ့အရာတွေပါရမီတွေဖြစ်လာနိုင်တယ်ဆိုတာကိုဒီနေ့ထောက်ရှုနိုင်ပါတယ်။တရားတစ်ချက်အနေနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမှာနားပင်းမနေဖို့ကြိုးစားကြရပါမယ်။ခန္ဓာကိုယ်ရဲ့အကြားအာယုန်တွေကောင်းပင်တော်လည်းပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာနားတွေကိုတခါတလေကျွန်တော်တို့ရဲ့စိတ်ဆန္ဒတွေကျွန်တော်တို့ရဲ့ခံယူချက်တွေကျွန်တော်တို့ရဲ့အမြင်တွေနဲ့ပိတ်ဆို့ထားလိမ့်ရှိပါတယ်။ဒီနေ့ကျွန်တော်တို့ထောက်ရှုရမှာကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာနားတွေကရုဏာနာမေတ္တာနာခွင့်လွှတ်ခြင်းနားတွေကိုကျွန်တော်တို့ဖွင့်ဖို့လိုပါတယ်။ဘုရားသခင်ထံမှဒီလိုမျိုးကျေးဇူးတော်ရရှိမယ်ဆိုရင်တပါးသူကိုကျွန်တော်တို့ခွင့်လွှတ်နိုင်မယ်တပါးသူကိုနားလည်ပေးနိုင်မယ်တပါးသူကိုမေတ္တာထားနိုင်မယ်ဆိုတာတွေကိုထောက်ရှုနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့သခင်ခရစ်တော်ကဖိတ်ခေါ်နေတာကတော့ကျွန်တော်တို့ကိုပွင့်စေဆိုတဲ့စကားကိုကြားနိုင်မှုရန်အတွက်ဖိတ်ခေါ်နေပါတယ်။ကျွန်တော်တို့လစ်လူရှုထားတဲ့အရာတွေအနောက်ရှက်ဖြစ်စေတဲ့အရာတွေကိုကျွန်တော်တို့ဖွင့်ထုတ်ပြီးတော့ဘုရားသခင်ရဲ့စကားတော်တွေကိုနေ့စဉ်ဘဝအသက်တာမှာကြားနာတတ်ရမယ်ဆိုတာဒီနေ့ထောက်ရှုနိုင်ပါတယ်။ဒီအရာတွေကိုထောက်ရှုပြီးတော့ကျွန်တော်တို့ဘဝမှာကောင်းသောခရိယန်တွေအဖြစ်တည်တည်ပြကာဘုရားသခင်ရဲ့ကုသခြင်းလက်တွေဘုရားသခင်ရဲ့ကုသခြင်းနားတွေဘုရားသခင်ရဲ့ကုသခြင်းမေတ္တာတွေနဲ့ပြည့်ဝနေတဲ့စကားတွေကိုပြောဆိုနားထောင်ကြံစည်တတ်ဖို့ရန်အတွက်ကြိုးစားကြရမယ်ဆိုတာကိုဒီနေ့ထောက်ရှုပြီးတော့ခွန်အားယူကြပါစို့။